မကွေးတိုင်းစင်မဝဲမြို့နယ်ဆောင်းတန်းကြီးကျွေးမှာရှိတဲ့စီအောင်စီလေးတစုပေါ့ဗျာဒီစီလေးကိုဒီမှာကြောက်တွေခင်းဖို့အတွက်အဲ့လိုတော့ပုံထားတယ်တောင်ကုန်းလေးပေါ်မှာရွာဟိုဘက်မှာဒါတောတွေတောင်နေပေါ့ဗျာတောတွေတောင်နေအရန်ကြည့်နေဖို့ကောင်းတယ်ဒီစီလေးကိုပြင်ချင်းနေတာဒီမှာအောက်မှာရင်ပြန်ခင်းချင်တာအောက်မှာဟိုဟာကစောင်းတန်းလေးရွာဟိုဘက်ကစောင်းတန်းလေးရွာဒီဘက်မှာကစောင်းတန်းကြီးရွာပေါ့ဗျာလိုက်မှာရှိတဲ့ပုဂ္ဂိုလ်ပေါင်းပဋ္ဌာန်းစာပုဂ္ဂိုလ်ပေါင်းတို့ကိုဒီစီလေးကိုအသက်တပံပြုပြင်ထားဒီထားကိုွယ်ခြင်းနဲ့ပေါ့ရှင်ပြင်နဲ့ခင်းခြင်းနဲ့ပေါ့စီရီလေးကအုတ်ထီးဗျအုတ်ထီးဆိုဟိုရှစ်ဖျားတွေမှာပါတဲ့အမျိုးအစားပေါ့ရှိစီတီပေါ့ရှိစီတီကတော့အုတ်ထီးတွေများဒါတော့ပြေးပင်ဟိုမှာဆောင်းတန်းလေးရွာဟိုကဆောင်းတန်းလေးရွာဖျားအမလေးဆူဟိုကဆူရီမဟုတ်တယ်ပေါ့ဟိုမှာလည်းစီရီတဆူဟိုစီတဆူတော့ပြီးခဲ့တဲ့2023ခုနှစ်ကတင်ထားတဲ့ဟိုအသစ်တဖန်ပြုပြင်ထားတဲ့စီရီပေါ့ဒီဘက်ကရွာဒီစီရီလေးကိုထပ်ပြီးတော့အသစ်တဖန်တီထားပြီးတော့ကိုးကွယ်ချင်တာဒီစီအောက်ချင်မှာလည်းရင်ပြန်ခင်းချင်တာပေါ့ပဋ္ဌာန်းဆက်ပုံကိုယ်တွေများလိုင်းပေါ်ကနေရှိကြမလားလို့ပေါ့ဗျာဒါဆိုလာမီဒီလေးကရှိစီတီပေါ့အုတ်ထီးလေးနဲ့ဟိုးစီတီရလဲဟိုးဘက်ကစီတီရလဲအုတ်ထီးနဲ့ပဲအဲ့မှာစီတီလေးဒီမှာအလဲကောင်တက်တယ်အုတ်ထီးလေးနဲ့ဒီရွာရေလဲရှားတယ်ဗျရေလဲရရှားတယ်ရေတွင်းကဒီနားလေးမှာဒီအောက်တက်မှာဒီကတော့ဒီလိုတန်းသွားပြီးတော့အိုးမှာရွာဟိုဘက်မှာအဲ့ရွာနဲ့လာပြီးခတ်ရတာတဲချောင်းရဲမှာအတိုင်းသွားပြီးခတ်ရတာမကွေးတိုင်းစင်မောင်ဝဲမြို့နယ်ဇောင်းတန်းကြီးရွာပါဤစီရီလေးကလည်းမကွေးတိုင်းစင်မောင်ဝဲမြို့နယ်ဇောင်းတန်းကြီးရွာမှာရှိပါတယ်